ဆိုင်လန်တွင်စာပေါင်းများစွာသားတဲ့အိုစီယာချစ်သူမောင်လေးစီကတန်မိုးကြီးလက်စွပ်နဲ့လက်တက်ခွင့်တောင်းခံလိုက်ရတဲ့ရှင်လေမင်္ဂလာပါပရိသတ်ကြီးရှင်ခုလက်တလောနုပညာတိုင်းဝိုင်းမှာဝန်သားစရာမင်္ဂလာသတင်းလေးတွေစက်တိုက်ကြားနေရပါတယ်အဲ့ဒီကမှပရိသတ်အလုံးအံ့ဩဝန်သားဖြစ်သွားစေတဲ့တကယ်ရုပ်ရှင်ဆက်ဆန်ဇလန်းအလေပြောင်းကြီးတစ်ခုနဲ့ဆုံးသက်သွားတဲ့သတင်းကောင်းလေးတစ်ခုထပ်မံထွက်ပေါ်လာခဲ့ပါတယ်ရှင်အဲ့ဒါကတော့အချိန်ကချီမှာကံမကောင်းခဲ့လို့ပရိသတ်တွေကတောင်မှသူမတွေစိတ်မကောင်းဖြစ်ခဲ့ရတဲ့မင်းသမီးချိုးလေးရှင်လက်တယောက်သူ့ရဲ့ချစ်တဲ့နဲ့လက်ထက်တော့မဲ့သတင်းပါပဲပရိသတ်ကြီးမမိကြအောင်ပါရှင်လဲဆိုတာကတော့ဘီယိုခေတ်မှာ fighting အရှင်ကန်တွေအကောင်းဆုံးတရုပ်ဆောင်နဲ့ချစ်စရာလဲကောင်းတဲ့မင်းသမီးလေးတယောက်ပါသူမကအားကစားရောနုပညာမှာပါထူးချွန်တဲ့မင်းသမီးလေးတယောက်ဖြစ်လူသိများခဲ့ပါတယ်အစောပိုင်းမှာတော့ရင်လက်ဟာမင်းသမီးကြီးတက်မိုးရဲ့ခင်မုံအောင်ဆိုင်လက်နဲ့တရားဝင်ချစ်သူတွေဖြစ်ခဲ့ကြတာပါသူတို့နှစ်ဦးဟာ Facebook မိုင်းတွေမှာစုံလင်းပုံတွေအတူတင် highlight တွေပါထည့်တဲ့အထိရန်ကိုချစ်ပြခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့သူတို့ရဲ့ချစ်ရာရုတ်တရက်ဆိုသလိုပဲအဆုံးသက်လန်းခွဲသွားရပါတယ်ဒီလိုလန်းခွဲပြီးနောက်မှာရန်လက်တယောက်ရန်ကိုမှတိတ်ကွဲဝမ်းနေခဲ့ရပြီးစိတ်တဲ့ကြကနုပညာလုပ်တွေကနေပါအချိန်တော်ကြာပြောက်ကွယ်သွားတဲ့အထိဖြစ်ခဲ့ရပါတယ်အခုကမှတော့အခြေရေးမှာနာကျင်ခဲ့မှုတဲ့ရန်လက်ဟာ online ပေါ်မှာတွေ့ခဲ့ရတဲ့အော်စီကမောင်လေးတယောက်နဲ့လက်ထပ်တော့မယ်လို့တရားဝင်ချပြလာခဲ့တာဖြစ်ပါတယ်ရှင်သူမရဲ့ချစ်သူတရားတာမန်သူမဟုတ်ပါဘူးဩစတြေးလျနိုင်ငံမှာနေထိုင်နေချမ်းသာကြွယ်ဝတဲ့ရန်လက်ကနိုင်ငံရဲ့ခြားကသူ့ချစ်သူကိုစကားဆလိုက်ပါတယ်တကယ်ချစ်ရင်မြန်မာနိုင်ငံကိုခုလာခဲ့ပါအပြင်မှာတွေးမှာစဉ်းစားပေးမယ်လို့စိန်ခေါ်လိုက်တဲ့အခါမှာသူ့ချစ်သူကတကယ်ပဲသူမကိုတကယ်ချစ်ကြောင်သက်သေပြဖို့ဩစတြေးလျနေမြန်မာနိုင်ငံကိုချက်ချင်းရောက်လာခဲ့ပါတယ်ရှင်ဒါတကယ်ကိုမှရုပ်ရှင်ဆန်ဆန်မိကလေးတိုင်းအားကြရမယ်ပြုမှုလေးပါပဲမြန်မာနိုင်ငံကိုရောက်လာတဲ့အခါမှာတော့သူဟာရန်လက်ကိုတရားဝင်လက်ထက်ခွင့်တောင်းခဲ့ပါတယ်သူလက်ထက်ခွင့်တောင်းခဲ့တဲ့လက်စုပ်ကလည်းအားလုံးရဲ့မျက်လုံးကိုဖန်ဆားသွားခဲ့ပါတယ်သတင်းတွေရဲ့ဆိုရအဆိုပါစိန်လက်စုပ်ဟာအမေရိကန်ဒေါ်လာ3ချီတန်မိုးရှိပြီးတော့9ကာရဲကျော်တဲ့ရေသွေးမြေစိန်လက်စုပ်ကြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရလက်တရားဒီလက်တက်ခွင့်ကိုလက်ခံလိုက်တာဟာဒီလိုတန်မိုးကြီးစိန်လက်စုပ်ကြောင့်ဒါမှမဟုတ်တရေကြီးတယောက်ဖြစ်နေလို့တက်ဖေးလာမဟုတ်ပါဘူးရှင်။ဘာကြောင့်လက်ခံနေဆိုတာကိုရလက်ကခုလိုရှင်းပြလာပါတယ်။သူမရဲ့ချစ်သူကောင်းလေးကနောင်မီမလင်းသူမတယောက်တည်းကိုပေါ်မှာပဲသစ္စာမပြတ်တဲ့ယောက်ျားကောင်းတယောက်ဖြစ်နေတာကြောင့်မလို့သူ့ရဲ့ချစ်ကိုယုံကြည်ပြီးတော့လက်ချက်ဖို့အတွက်လက်ခံခဲ့တာလို့ဆိုပါတယ်။သူမကိုထားသွားတဲ့ရီဆောင်ဆိုင်တဲ့ထွဲဆဆရာစာပေါင်းများစွာတာလုံးနဲ့ငွေကြေးမှလည်းအချစ်ကိုတက်သေးပြမှုလဲတာလုံးအထူးသဖြင့်သစ္စာရှိမှုမှာတာလုံးနဲ့အော်စီယာချစ်သူမောင်လေးတယောက်ကိုပိုင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။သူတို့နှစ်ဦးကမတာခင်မှာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဝယ်ကြီးကိုကျင်းပဖို့စီစဉ်ရှိရလို့သိရပါတယ်။တချင်အားချေးမှာကံမကောင်းခဲ့ပဲနေစိတ်တဲ့ကြခဲ့တဲ့ရလက်အတွက်တော့အခုလိုကိုကိုတကယ်တမိုးထားမြင်လို့နိုင်ငံရဲ့ခြားကနေတောင်ကိုယ်တိုင်လာရောက်လက်ထက်ခွင့်တောင်းရတဲ့ချစ်သူကောင်းတယောက်ကိုရရှိလိုက်တာဟာတကယ်ကံကောင်းကြီးတစ်ခုပါပဲ။ပရိသတ်ကြီးတို့ရီစာဟောင်းကထားသွားချိန်မှာသူ့တဲ့ဆဆရာတာလုံးနဲ့ချစ်သူကောင်းတယောက်နဲ့လက်ထက်ခွင့်တောင်းခံလိုက်ရတဲ့ရလက်ပေါ်မှာဘလို့ခံစားရလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။သူမတော်ဝန်သားစကားလေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရာရည်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မေးကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။